အခုပြောနေတာပါလဲဆိုတော့မနေ့ကလည်းပြောတဲ့အခုတို့တိုင်းပြည်မှာလို့တိုင်းပြည်ကိုပုံကန်တဲ့လူတွေခြားနာတဲ့လူတွေရုပ်မာတဲ့လူတွေမဲ့သူတို့ကပြည်ရင်းမှာရောပြည်ပမှာရောလိန်ရတယ်ကောက်ကြတယ်ညာကြတယ်ခိုးကြတယ်ဝက်ကြတယ်ဖြတ်ကြတယ်အုပ်ကြတယ်လေးရင်နဲ့တုတ်တယ်အမျိုးစုံလည်းညစ်ပတ်ကြတယ်ဟဲ့ပြီးတော့သူတို့ကပါလေအောက်ကလည်းနေသေးတယ်ဟာဒီကလည်းမလျှော့ဘူးမဲသူကအမလေးဝစ်ပြတာစားပြအလှန်ပြသလောပြဘာတွေလုပ်ပြအမှန်တော့ကွယ်ပကံနဲ့ကျွေးပကံနဲ့သမင်းမစားဘူးတဲ့လူတွေသိရမလားနောက်ပြီးတော့ဘာခေါ်လဲမိပွိုင်မမြင်ဘူးတဲ့လူတွေအဲ့ဒီလူဒန်းစားတွေအထူးသဖြင့်အဲ့အညာကလူတွေပေါ့သိရမလားတောသားတွေပေါ့တောသီးတွေပေါ့တောသူတွေပေါ့ဒါကြောင့်ဟိုလုံကပိုးပြူတန်းအဲ့တောသူမှပိန်မဲကြီးခွေးပြတဲ့ဒုတ်ကိုစောလာဆိုတော့ငါကြည့်နေနေကရည်နေရတယ်နောက် Frankfurt မှာရှိတဲ့အဲ့ကောင်တွေတောသားတွေကိုစောလာတကောင်ဒါပေမဲ့အဲ့ကောင်သိမပတ်ဘူးငါကြည့်နေသိရမလားအများကြီးပဲတခြား page တွေရှိတယ်အဲ့တော့ကြည့်ဟိုဗာလေကိုတခိုးမပန်းဆယ်လို့ဆိုလဲတကယ်တောကျိုးတောင်းကြကြောင်ကျိုးကြောင်ကြမြောင်းချောင်းချောင်းကြအဲ့ဒီလာဦးကြောင်ညာတွေကြီးမှာတို့ရန်ကုန်သားနားတယ်ကွာအဲ့မှာနားတယ်ငါရန်ကုန်သားဘာညာမြင့်ပြောလို့လားမြင့်ပြောတာမဟုတ်တော့ဒီတိုင်းပဲဖေကောက်ကျလာမင်းတို့ကဟိုအင်းကံပြီးမှမွေးလာတဲ့အကောင်ကြီးစောက်ဖေကောက်တော့ခက်ကြဲပဲတယောက်ကပြောတယ်ရန်ကုန်သားမှအဆင့်ရှိတာဒါရေးတယ်ဟောခြုံကိုပြောတာပါလို့မနာပါနဲ့တောသားတွေကတော့နိုင်နာမှာပေါ့ကွယ်သိရမလားမတတ်နိုင်ဘူးနားလေသိရမလားဘယ်လိုပဲဖြစ်ဖြစ်မင်းတို့ရန်ကုန်လာမယ်လေရန်ကုန်မြို့တော်ပဲလေ anyway whatever what the fuck who the fuck are you we don't care you came from the village you have to come to the Rangoon capital city of fucking Burma anyway until now မင်းနေပြည်တော်တွေနပတ်တာတွေဘယ်လိုမသိဘူးရန်ကုန်ရနေဒီ capital city ပဲအဲ့ဒါမင်းတို့ behind the mountain ကြားရင်းနေကြားနေမင်းတို့ရောက်လာကြဒီမြေကိုနင်းပြီးတော့မှမင်းတို့ရိုးရအောင်သွားဘန်ကောက်ကိုနင်းဘန်ကောက်ကလည်းအောင်မြေပဲဒါအခုလည်းခဏပြောအခုတို့လည်းနင်းနေတာစင်ကာပူမဟုတ်ဘူးမလေးရှားမဟုတ်ဘူးဒီကလပ်ပြည်တွေဦးချုံညတရုတ်ပြည်ဘန်ကောက်ကလုံးဝအောင်မြေနေရတဲ့နေရာအခုတို့အဲ့မှာအောင်မြေနင်းပြီးတော့မှတည်မှာနောက်တစ်ဆင့်ထပ်ခုံရတာမင်းအင်္ဂါဂျိုဒီခုံလို့ရတယ်ငါပြောတယ်မလားငါတို့တင်မောသားဘော$63ထွက်လာတာ3နှစ်နေခဲ့တယ်ထိုင်းမှာတင်မောလိုက်ငါတို့အခုခေတ်မင်းတို့လိုများမိဘကထောင်နေတောင်းတဲ့ချီများပေးနိုင်လေငါဟိုအင်္ဂါဂျိုရောက်သွားပြီလို့ခဏပြောတယ်ငါတဲ့ကျေပြောတာငါတို့$63ထွက်လာတာဘာမှမပါဘူးဒီမြန်လက်မှတ်လေး return ticket ပါအဲ့ဒါဟိုဗာလဲဟိုစောဖုံပန်ဆိုတာဟိုတမရရုပ်ရှင်ကိုပိုင်ရှင်သားအဲ့သူမိမမပြူအခုယူရီးယားသွားတော့မပြူနဲ့တော့တွေ့သေးတယ်ဓာတ်ပုံတွေတော့တိုးရိုက်ခဲ့ပြီးမှမပြူမှတ်မိတယ်ပေါ့လေမပြူသက်ကြီးသွားပါလေစောဖုံပန်အဲ့မပြူကြီးသွားပြီးတော့ return ticket တွေသွားရောက်ဟာအဲ့ဒါလေးအလုံးမရခင်တင်မိုးမရခင်မှာချိုးကြံချွေတာစား$63နဲ့ယူရီးယားမှာတလားတော့ချိုးကြံချွေတာစားကုမ္ပဏီတွေကိုလမ်းလျှောက်ပြီးတော့အလုပ်လျှောက်တာအဲ့မှာပထမဆုံးအကူလိုက်တဲ့ Suntai Company ဆိုတာပထမဆုံးလိုက်တဲ့တင်မော Suntai Marine မယ်1992မှာအခုစလိုက်တာအဲ့ဒီတင်မောအခုရန်တော်ကြလေးကုန်ပြအဲ့ဒီဖိုးကြီးကဆိုနောက်တက်လာတဲ့ဗမာတွေအခုကဗမာအဲ့ဒီဥစားမှာပထမဆုံးပဲသူတို့ဘာပြောလဲဆိုဟေးမီးနဲ့စိုးမမီလာနဲ့စိုးကဘယ်လိုလဲသူကအခုကယူရစကားမပြောတတ်ဘူးအခုအဲ့ဒီကပတိန်ကြီးကဘာပြောအခုကချိုင်းလို့ပြောအခုထင်တာချိုင်းဆိုဟုတ်ကဲ့လို့ထင်တာအမှန်ယူရစကားမှမတတ်တာကြီးဟိုဝါတာကိုယူရီးယားလို့ဘယ်လိုခေါ်မှန်းတော့မသိဘူးအေးဘိုးလိုပဲတတ်တော့သူတို့ကလည်းယူရီးယားလို့ပြောတော့ကိုယ်လည်းချိုင်းပြောတော့ဘာလို့မင်းကောင်ချိုင်းလို့ပြောတာလဲဟာဟုတ်တော့ချိုင်းဆိုတော့မသိရိုင်းတာကြည့်ရမလားချိုင်းဆိုတာကတငယ်ချင်းတို့တက်တူရွယ်သူတို့ပြောရတာကိုယ့်ရဲ့အသက်ကြီးတဲ့ယာရုကြီးတဲ့လူတွေကိုနဲ့မကြည့်တဲ့လူဆိုခတ်ဖုံအဲ့လိုပဲပြောရတာချိုင်းဆိုတာဟုတ်တယ်လို့ပြောဟုတ်တယ်ကွာဆိုကိုလည်းဟုတ်တယ်ကွာဆိုချတာဟောမသိဘူးလေကက်ပြည့်တော့ပြောဒီဘလောကချိုင်းလို့ပြောနေရတယ်အင်ကောက်ဘိုးလို့ပြောတယ်အော်နောက်တနေ့လောက်ကြာမှယူရီးယားစကားတက်မှာအော်ငါမှားမိနေတယ်အဲ့ဒါ तू အမြဲတမ်းပြန်ပြောတယ်တဲ့နောက်တက်လာတဲ့လူတွေကို तू ကသိရမလားငါအခုကြောင့်ပြောပြတယ်ဘာပြောရင်ဇလန်တခါရှုပ်သွားအောင်မယ်ခဏနေဦးသိရမလားအဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့ဒီကနေပြီးတော့ဒုနာကိုပြောတယ်အဲ့ဒီဒူဒန်းစားတွေဟာ
လိန်နေနေသေးတယ်ညာလေးညာသေးတယ်ကလေးကကြည့်တဲ့လုပ်တယ်မဟုတ်တာလည်းလုပ်သေးတယ်ပြီးတော့သူတို့ကဆံတော်ပြအမလေးခိုးရတယ်ခိုးရပါတိုက်ရပါဟိုဓမြတိုက်ရပါလိန်နေရပစ္စည်းတွေနဲ့သူတို့ကကြွားပြဝါပြရိုင်းရင်စီးပြလိန်မြန်ကြီးတွေစီးပြကားကြီးတွေစီးပြဟိုဘာအိတ်ကြီးတွေညာအိတ်ကြီးတွေကင်ပြအမေပြီးတော့ဟိုကမန်ကန်ကန်နဲ့သူ့ယာဒူးနဲ့သူတက်လာတဲ့ဟိုဘုံမီးအောင်လိုက်မိမကြတော့ LV8 ကဘာဖြစ်လို့ညာဖြစ်လို့မဲသူတို့ကဘာစောက်ရောင်ထွက်လို့လဲသူတို့ကြောဝိုင်စောက်ခွက်တွေကိုကြည့်ပါဦးတစ်စက်မှလူမွေးမပြောင်သူမွေးမပြောင်အဲ့တော့အဲ့ဒီအထဲမှာပါတဲ့အထဲမှာဟဲ့လားဒီနေ့ပြောချင်တာကဘာလို့လဲဆိုတော့သူတို့ဘာလို့ချက်ချင်းချမ်းသာသွားတာလဲသူတို့ဘယ်လိုဖြစ်ပြီးရုပ်တရက်ကြီးပွားသွားတာလဲဒါအောင်လူတိုင်းသိရင်ဒါပေမဲ့ဟိုလိုဒီလိုအရွှေလုံးကြီးပဲရသွားသလိုဟိုကြားဖြန့်နေပဲပေါင်းသလိုဘာလို့လဲအဲ့ဒီမှာအချက်ပေါ်လာတယ်မူရင်းကိုအချက်နဲ့ရေးတာတော့ပေသီးကရေးတာပါဒါပေမဲ့ပေသီးကအပြောင်ပြက်ရေးတယ်အကိုကအဲ့ဒါလေးကိုအကိုယူပြီးတော့ဒီကောင်စစ်တပ်ကောင်ကိုသိတယ်ဟိုအတက်လည်းသိမငယ်ဘူးအနည်းဆုံးမရှိဆို90ကျော်လောက်လို့ရှိရင်သူတော်တော်များများသိတယ်ဒါပေမဲ့သူစစ်တပ်ကောင်ကြောင်းကြီးပဲသူကလည်းရေးနေရမဟုတ်ဘူးတင်မှာမကောင်းကောင်းနေလည်းရေးတယ်ဒီကောင်ကဆိုတော့အကိုတို့လူပေါ့ဂျားနေလူပေါ့အဲ့နဲ့အကိုကသူ့ရှိအောင်သာယူတော့အကိုကအချက်လက်ရှာပြီးတော့အကူကစားပိုက်တွေစောင်းမတို့တွေထုတ်ရေးတယ်အပူစားအကူနာမည်ပေးတာအပူစားပဲဒါအပူငါညီမတို့ငါညီအဲ့လိုမချမ်းသာခြင်းနဲ့ဘယ်တော့မှမချမ်းသာခြင်းနဲ့အလကားပြောတာကလားတွေပြောတဲ့စကားလိုပဲပါဠိတွေကလာတယ်ပါဠိတွေသွားတယ်ရေတွေကလာရေတွေသွားတယ်မင်းဘယ်တော့မှအဲ့ပစံနဲ့မင်းမချမ်းသာခြင်းနဲ့မလိုခြင်းနဲ့ဘာလို့အပူစားတွေအဲ့တော့ခေါင်းစဉ်အပူစားအဲ့တော့သူတို့ဘာလို့ချက်ချင်းချမ်းသာလာတယ်ရုပ်ရည်ချမ်းသာသွားတာလေလူတိုင်းသိကြတယ်ဒါပေမဲ့ဒါပုံမှန်မဟုတ်ဘူးဆိုတာလေလူတိုင်းသိကြတယ်ဓမင်းစားတဲ့လူတိုင်းဒါပေမဲ့ဘယ်လိုလဲဆိုတာအတိအကျမသိတယ်အဲ့တော့မီဒီယာတော်တော်များများကလည်းပြောကြတယ်ရေးကြတယ်ဒါပေမဲ့တကယ်အချက်လက်အမှန်ဒါအခုယုံကြည်တယ်အဲ့တော့သူတို့ရဲ့နောက်ခံမိတို့တော့အကြောင်းကြောင့်ဒီလိုဖြစ်လာတာလေဆိုတာကိုဒါအခုအဲ့ဒါကိုပြန်လည်မုံမှန်အချက်လက်ရှာဖွေပြီးပြန်ရေးထားတာတကယ်ကတော့အခုရေးတဲ့အတိုင်းဖတ်ပြတယ်နော်ခိုးတာဖြတ်အုပ်တာကျေးဇူးရှင်ကိုကျေးဇူးစော်ကားပြီးအပိုင်ကြံလိုက်တာပါပဲဆိုအလင်းမြန်ချမ်းသာဖို့မကောင်းတာဒါပဲရှိတာပဲဘလို့ရှိလို့မမကန်ကန်လေးမင်းတစင်းကြီးတက်မယ်ဆိုဘလို့ချမ်းသာမှာတော့မင်းနောက်တစ်သက်တော့မင်းတို့ချမ်းသာရကြအောင်မရှိဘူးဖြတ်အုပ်လို့စော်ကားလို့အပိုင်ကြံလို့ဒါပဲပေါ့မဟုတ်တာလို့ဒါပဲပေါ့အဲ့မှာတရုတ်ပြည်ပြီး9ရောက်တော့တရုတ်ပြည်ဟိုရှင်ချမ်းမှာက3လလောက်မိဘလောက်ကနေခဲ့တာတင်မတောက်တယ်တော့တတိယကုမ္ပဏီဖြစ်တဲ့အဲ့ဒီ Great Circle Shipping တော့နာလီနီနာရီက2လခွဲ3လလောက်ကြာတယ်ဟောင်ကောင်ကိုပြန်လွှဲချိန်မှာငါတို့ကအဲ့ရှင်ချမ်းမှာရှိတယ်ငါတို့ဖိတော့ငါတို့တော့ဝါကြီးအဲ့ချိန်ကဆိုတော့1994လောက်ပဲရှိအောင်မယ်တရုတ်ပြည်ကဘုံအင်္ဂါနဲ့သွားနေတော့အခုလိုတိုက်ကြီးတာကြီးအောင်မရှိဘူးရှင်ချမ်းဆိုတာရှင်တောင်းဘီယာထွက်တယ်ရှင်တောင်းဘီယာတော့နာမည်ကြီးအဲ့ဒီမြို့ကြီးမှာအိမ်သားကိုလေ10လုံးတွဲ10လုံးတွဲအိမ်သားကြီးထားတယ်ဟမ်ငါတို့အိမ်သားဘယ်လိုဖြစ်လဲတော့အဲ့မြို့ထဲသွားတော့တရုတ်အိမ်ကြီးပါအိမ်သားကလေအိမ်ရှိမှာဗျာဟမ်မင်းအိမ်ရှိမှာကွာခြံဝင်းတဝင်းပေါ့ကွာအိမ်ရှိမှာအိမ်သားအိမ်တော့မှအိမ်မအိမ်သားဆိုငါတို့ဗမာလူမျိုးဘယ်လူမျိုးမှထုံးတယ်မလို့အိမ်နောက်ဖေးပဲထားမဟုတ်တရုတ်ကစောက်တယ်လေနော်အိမ်ရှိမှရတဲ့အိမ်သားဆိုတော့တကယ်စောက်တယ်အရင်ရိုင်းနေတယ်ဦးကလူတွေလည်းရိုင်းကြသေးတယ်ဘဝကြီး1994ခုနှစ်ကအဲ့တော့အဲ့ဒီလိုတရုတ်တီတောင်လူမဖြစ်ကြသေးတဲ့အချိန်အဲ့ဒီအချိန်အခုရောက်တာရထားတော့အဲ့ဒါတက္ကနာခုနပြောနေတဲ့စကားစက်ကဘယ်ရောက်သွားဆိုအဲ့တော့ဒီလိုချမ်းသာဖို့တရုတ်တီလိုအလင်းမြန်ချမ်းသာတာလေမဟုတ်တရုတ်နဲ့ချမ်းသာတာတော့မဟုတ်တရုတ်လိုပြောတာရပ်ပလက်နဲ့ရုပ်ပစ်တာအမှန်မဲ့တာဒါကိုကိုလိုဆွေတွေမှာတရုတ်ဆိုလေလက်မခံဘူးတရုတ်ကိုလုံးဝလက်မခံဘူးတရုတ်ကိုစိတ်ုံလို့ဘရောမခေါ်သွားဘူးစိတ်ုံခေါ်သွားနောက်နေ့ကျအဲ့တိုင်းပြန်ထုတ်တာဆွေရင်ရေးတဲ့ဒေါသဆိုတာဆွေရင်ဆိုတာအဲ့ဒါကိုတွေ့ကြုံနေတာအဲ့ဒါထားပါတော့ဆိုတော့အဲ့ဒါဒီလူတွေကလေဒီအတိုင်းပဲလူရုပ်လူမာတွေသိရမလားမဟုတ်တာလို့တယ်မနေ့ကပြောတဲ့မက်တာဖို့တာတွေဘယ်တော့မှနိဗ္ဗာန်မရောက်မဲ့လူတွေ
ဒီကမမင်းဒီချိန်ပတ်ရှိရှိမင်းဒါနဲ့ပဲမင်းဒုက္ခရောက်နေမှာသိရမလားတပည့်တွေဒီချိန်ပေါ်တယ်တော့အဲ့တော့ဒီလူတွေကမဟုတ်တာလေလို့ခိုးသေးတယ်ဖတ်ပောက်ကြရတယ်လို့သိပြီးတော့ကားကြီးစီးပြဟိုကြီးတွေလုပ်ပြဒီအကြီးတွေဖဲပြဟိုအကြီးတွေကင်နေပြီးတော့ဟိုမှန်ကန်နဲ့ကြည့်ရမှာဟိုဘုံမရောက်နိုင်လို့ပါငါတငယ်ကြီးတွေငါစစ်တဲ့မှာရှိတယ်အရန်စီစနေကြရလူတွေဒီလိုအဆင့်ယာဓုတွေရဖို့သူတို့မှအမတန်ပေးဆက်ခဲ့ရတာပါလောလောဒီမြန်ငါတရင်တယောက်ဆိုလက်ကလေးကိုသူကောက်သွားမဲတော်မှဖြစ်တာမြန်လေအဲ့ဒီကနေပြီးတော့ဟိုညှဉ်းမှုစင်းနဲ့အင်္ဂလန်အောင်သူစေးသွားကူခွင့်မရလိုက်ရှာတော့ဘာဖြစ်တော့လက်ကပြန်မဖြောက်ဘူးကောက်နေသိလားဟိုမသိမသာပေါ့ကွယ်ငါအခြေဆုံးသိငယ်ချင်းအဲ့ဒီကနေသူညှဉ်းမှုဖြစ်တော့ငါအဲ့လိုသွားပြီးတော့နိုင်ကျင်သူဓမေးမှုတွေယူစားအိမ်မှာသူညှဉ်းမှုအဲ့တော့အဲ့ဒီကနေညှဉ်းချုပ်တွေရဖြစ်တော့ညှဉ်းချုပ်နဲ့ပင်စင်သွားတယ်ထင်တယ်ထားတော့သူတို့ဒီဟာလူတွေရဖို့လေသူတို့ပေးဆက်ခဲ့ရတာလူလိရတာမဟုတ်ဘူးအချောင်ဒီလိုမျိုးမရဘူးအဲ့တော့ဒီဇလန်းကဘသူ့ကိုပြောတာလဲဆိုတော့သခိုးမကြီးသခိုးလေမယားအပြုံးလို့ခေါ်တယ်စမိုင်းလို့အကြောင်းကိုပြောတာစမိုင်းနဲ့သူ့အောင်ကြပြည့်ဖြိုးမောင်အဲ့ဒီအကြောင်းကိုပြောနေတာဟုတ်ပြီလားအဲ့တော့သူတို့လေမယားမှာအဓိကတော့ပြည့်ဖြိုးမောင်ကိုပြည့်ဖြိုးမောင်ရဲ့ငယ်တငယ်ချင်းတယောက်ရှိတယ်သူကလည်းပြည့်ဖြိုးမောင်ကိုအမတန်ယုံကြည်တယ်အမတန်ခင်မင်းနဲ့ငယ်ငယ်ချင်းပေါ့အကိုတို့လိုပေါ့အခုငယ်ငယ်ချင်းတွေလိုပေါ့ယနေ့ဒီအကိုဒီအသက်ရည်ယနေ့ဒီအဆက်ဆံမပြတ်ရှိနေတော့နှစ်ပေါင်း90ပေါ့ကွာ40ကျော်50အကိုတို့ယနေ့ဒီခင်နေတော့သူလည်းအဲ့လိုပေါ့ကွာအဲ့လိုငယ်ငယ်ချင်းတူပေါ့ကွာအဲ့ဘယ်သူလဲဆိုတော့သူကဝင်းထွေးလိုက်တဲ့သူ့နာမည်ဝင်းထွေးလိုက်ရင်အဖေကဘယ်သူလဲဆိုတော့အဲ့ဒီခေတ်ခါဆိုနာအဖခေတ်ပေါ့ကွာသူ့အဖေကဥပိုင်အတူကောက်တော့ဥပိုင်မှုဒါပေမဲ့တကယ်ကတော့မြမစီးပွားရေးဥပိုင်အများနဲ့သက်ဆိုင်သော company limited မြန်မာ economic holding public company limited ပေါ့ကွာဒါဥပိုင်ဆိုလူတိုင်းသိပါတယ်သိမလားအဲ့တော့သူ့ရဲ့ဥပိုင်ရဲ့ဥဆောင်ညွှန်ကြားမှုချုပ်ဘုံမှုချုပ်ဝင်းလိုက်ရဲ့တာဝင်းထွေးလိုက်သူ့ရဲ့တငယ်ချင်းအရင်ယုံကြည်ရတဲ့တငယ်ချင်းကဘယ်သူလဲခုနပြောတယ်သဟိုးမကြီးလို့လင်မယားဖြစ်တဲ့အပြုံးရဲ့ယောက်ျားပြည့်ဖြိုးမောင်အဲ့ဒီပြည့်ဖြိုးမောင်အင်္ဂလန်လွတ်ပြီးတော့ပညာသင်စီတယ်ဟောကောဈေးစကားပေးတယ်နေတိုင်းအစတာဝန်ယူတယ်ပညာသင်စိတ်ပါပေးတယ်သူတငယ်ချင်းဖြစ်တော့သူ့ဖေကဥပိုင်ဟာဟိုးကွညွန်ချုပ်ကိုကွအဲ့တော့သားရတယ်စင်ပြေတာပေါ့လုတ်ပိုင်ဝင်နေရှိတာပေါ့တို့တိုင်းပြည်မှာလားထုံးတန်းစင်လာတော့ပြောလို့မရဘူးလားဟုတ်တယ်မလားအခုဘုံမအောင်လိုက်သားလဲလုံးပါပဲကောင်းတာလုပ်တယ်ဆိုတော့ပြဿနာမရှိဘူးဒီကောင်လဲကောင်းတာလုပ်တာပဲဟုတ်တယ်မလားသူတို့တော့လဲယူမှာပေါ့ယူပါစီပြဿနာမရှိပါဘူးတိုင်းပြည်အတွက်ကောင်းရင်ပြီးတာပဲဟုတ်တယ်မလားဟိုဒေါ်နယ်ထရမ့်ယနေ့ကြည့်ပါလားသူ့သားလုပ်တာပဲသူ့သမီးနဲ့လုပ်တာပဲဒါတုံးစံပဲမင်းရလေဆွေနေနဲ့ထုံနေတကောင်ပဲရိုးရတဲ့ထုံနေတကောင်ပဲအဲ့ဒါတော့ဟိုနိုင်ငံမလုပ်ပါဘူးဒီနိုင်ငံဒီမိုကရေစီမနေ့တည်းမှလူဖြစ်တယ်ဟာပါစကားထွက်အောင်စောက်ကြီးမပါလာလေသိမှာအဲ့ဒီလူကသူကတကယ်ကြီးဆိုတော့သူတကယ်ကြီးလည်းဖြစ်စီခြင်းနဲ့အကူညီပေးမယ်ပေါ့သူတို့တွေအဆင်ပြေတဲ့ချိန်ရောက်တော့အင်္ဂလန်တို့ပညာသင်ဘာညာလို့ဆိုတော့အဲ့ဒီချိန်က1996နဲ့98နာဖခေဥပိုင်ဥက္ကရာကဗိုလ်ချုပ်တန်းဦးအဲ့ဥပိုင်ညွှန်ကြားမှုချုပ်ကဘယ်သူလဲခုနပြဝင်းထွေးလိုက်ရဲ့ဖခင်ဗိုလ်မှူးချုပ်ဝင်းလောင်သူ့ရဲ့အပေါ်မှာDavid Abel ဘုံကျို David Abel မှတ်မိလားတဂျူးလူမျိုးဂျူးဆတ်ပေါ့နော်အကိုတို့လိုပဲဂျူးဆတ်သိရမလားသူကတော့9မှုလောက်စမယ်အကိုကတော့10ပြားလောက်စတယ်သိရထားဒုတိယသက်တမ်းဖြစ်တဲ့အဲ့ဒီချိန်တော့ဗိုလ်ချုပ်တန်းဦးညွှန်ချုပ်ကဝင်းလိုက်ဘုံချုပ်ဝင်းလိုက်သူသားဝင်းထွေးလိုက်ဆိုတော့အဲ့ဒီချိန်မှာဘာဖြစ်လဲဆို
တကယ်နဲ့ထောင်ပထမပိုင်းကတော့ဒီ internet ဗမာပြည်နဲ့ပတ်သက်တဲ့ internet ကအခုဒုတိယပိုင်းတစ်ခုရေးသေးတယ် taxi အခုဒီနေ့ပဲလွတ်လာတယ် taxi ကဗမာပြည်တဲ့ကျေးဇူးရှိရဲ့ဗမာပြည်သူတွေကျေးဇူးဒါကြောင့် taxi ကိုဘိုးချုပ်ခင်ညွတ်သားရဲနိုင်ဝင်းကသိရမလား taxi အခုညီယူပြီးတော့ဒီ internet ကိုစတာဗမာပြည် internet စတာရဲနိုင်ဝင်းစတာအဲ့တော့ဘိုးချုပ်ခင်ညကလည်းတောင်းထက်နေတဲ့အချိန်ဆိုတော့taxi နဲ့အမှန်တန်ရင်းနှီးတယ် taxi ကိုဆွဲစီတာဆွဲစီပြီးတော့ taxi ကနေတစ်စီတည်ရမလားအဲ့ဒီ export import Bangkok ဘာခေါ်လဲထိုင်းဆိုတဲ့အဲ့ဒီဥစားဘန်ကနေပြီးတော့ taxi ဝေကြီးခိုင်းတာသို့သောဘာကြောင့်ဖြစ်လို့ဆိုဗကန်နဲ့သဘောတူညီရဆိုပြီးလှုပ်ချတာဟိုကောင်ကလည်းရဲနိုင်ဝင်းရတယ်ဟိုကိုတို့ regional college 2ထဲမှာဒေသ college 2ထဲမှာခါရင်ဗကန် cyber tech တို့ဘာတို့ညာတို့ ICP ဘာညာတာဝါပဲလောက်ဘာညာကွိကွာဆိုအဲ့မှာလောက်တော့သူကလောက်ပြီးတော့အဲ့မှာ internet ကိုစပြီးတော့သူကလည်းကြံတာပေါ့ကွာအသက်ရှူတိုင်းပတ်ဆိုင်ရဘူးတတိကြံတာသိရမလားအဲ့တော့ပြောတာဘာဖြစ်လဲဆိုတော့မကန်နဲ့ကနေပြီးတော့ဂီယာရီလိုတယ်ဟို satellite station တို့ဘာလို့ညာတို့ကွိကွာပေါ့အခုရေးထားပါလေလားပတ်စံမရှိဘူးပတ်စံမရှိတော့ဘိုးချုပ်ခင်ကျွန်းကtaxi ကိုသဘောတူညီချက်နဲ့အာဆီယံချင်းချင်းဝေချီလို့ရတယ်ဆိုပြီးတော့ထောက်ပြတော့taxi ကလည်းအဲ့ဒီ export import Bank of Thailand ကနေပြီးတော့ဝေဒေါ်လာ120ချီးပေးလိုက်တယ်အဲ့တော့ internet infrastructure အခြေခံလိုအပ်တဲ့ gear တွေအားလုံးကိုအဲ့ဒီ taxi company က taxi satellite company ကနေသူတို့ယူမယ်ပေါ့သဘောတူတယ် taxi လည်းပေးမယ်ပေါ့ဒါပေမဲ့ပတ်စံကြတော့မရှိဘူးလို့ပုံကတို့လိုက်ပြတော်တာပြောလို့လေဆိုtaxi ကိုချီခိုင်းတယ် taxi မိတ်ပြီးချီပေးလိုက်တော့အဲ့ဒီမှုနဲ့ taxi ဟာထောက်ဖုံးနေကြတယ်ရှာလူလည်းဘူးကြီးရောက်ရတော့ပြုတ်သွားတယ်ဘိုးခင်ညွတ်သားဖလုပ်လိုက်တာဆိုတော့ဒီပြီးရဲ့နောက်ပိုင်းမှာဒီ internet ကြီးကိုအရှေ့တောင်အာရှနိုင်ငံတွေမှာအပြင်အရှေ့အလယ်ပိုင်းတို့ဥရောပနိုင်ငံ33နိုင်ငံအပါအဝင်အဲ့ဒီနိုင်ငံတွေ33နိုင်ငံကိုချိတ်ဆက်ပြီးတဲ့ကမ္ဘာအရှေ့ဆုံး CME3 ဆိုတော့ပြည်အောက်ဒီ fiber line ကိုအဲ့ French Telecom နဲ့ China Telecom နဲ့ Singtel နဲ့အဲ့မှာ92 party တဲ့ consortium ဆိုတဲ့ company တွေတခုရတယ်ရင်းနှီးမြှုပ်နှံတယ်အဲ့ဒီကုန်ကြမ်းစိတ်အားလုံးကမြေအောက် cable တွေ33နိုင်ငံလုံးဆက်သွယ်ယနေ့ကိုညီမတို့တကဘာလုံးကိုသုံးနိုင်တာအဲ့ဒီကြီးစုအဲ့ဒီပင်လေအောက်မှာချတဲ့ cable line ကိုရင်းနှီးမြှုပ်နှံတယ်အဲ့ဒီအားလုံးစုစုပေါင်းတန်ဖိုး$1.3 billion ဆိုတော့1 billion မှာတန်တစ်ထောင်ဆိုတော့ဒေါ်လာတန်ပေါင်း1300အကုန်ကြခံပြီးအဲ့ဒီခိကတကယ်ရင်ထောင်ကျော်ခုနှစ်ကဆိုတော့မရှိနိုင်နေတဲ့ပတ်စံမဟုတ်ဘူးလွန်ခဲ့တဲ့24ခန်းနှစ်ကပတ်စံလောက်လိုက်တယ်အဲ့တော့အဲ့ဒီရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှာခုနပြောတဲ့တယ်လီကွန်လောကမှာဘယ်သူမှလည်းမကြဘူးသိလည်းမသိဘူးတစ်ခါမှလည်းမရှိဘူးတဲ့အဲ့ဒီ92 party consortium ဆိုတဲ့ company ဟာဘာတူလဲဆိုတော့ဥပိုင်ပဲဆိုတော့ဥပိုင်ကအဲ့ဒီသူတို့ရရှိထားတဲ့ရန်ပုံငွေဒေါ်လာ300အဲ့ဒါကိုထည့်လိုက်တယ်ဒါပေမဲ့အဲ့လိုထည့်လို့မရဘူးတို့နိုင်ငံ sanction မိနေတယ်ဟောအဲ့လာပြီးတော့ဇလန်ကအဲ့ဒီမှာစတာပဲအဲ့တော့ legitimacy ဆိုတဲ့စကား legitimacy ဖြစ်မဖြစ်ဆိုတာတက္ကနာလာပြီဆိုတော့ legitimacy မဖြစ်ဟုတ်တာပေါ့ဘယ်လိုလုပ်ပြမှာလဲနာဝါတာခေနာဘာခေပြုံပြစ်ပြီးတော့တက်လာတာဘလုံးမှမဖြစ်နိုင်ဘူးဒါအမှန်တရားတော့မပြောနဲ့ဟုတ်လားအဲ့တော့သူက legitimacy မရှိတော့အစိုးရအဲ့ဒီအစိုးရဘာလို့အားလုံးဝိုင်းပယ်ကြတယ်အဲ့ဒီတော့သူကရင်းနှီးမြှုပ်နှံလို့မရဘူးရင်းနှီးမြှုပ်နှံလို့မရသူ့သားကဘာလုပ်လဲဝင်းတွဲလိုင်ကအဲ့ဒီမှာ92ခုနပြောတဲ့ party consortium ဆိုတာစင်ကာပူကိုယူသွားပြီးတော့သူက company ထောင်ပြလိုက်တယ်ထောင်ပြီးတော့သူကအဲ့ဒီကနေအစုရှယ်ယာတွေဝယ်တယ်ပေါ့ဘယ်ဝင်နဲ့ဝယ်တာလဲတမတော်ကအားလုံးရဲ့သွေးနဲ့ချွေးနဲ့ရရှိထားတဲ့ပတ်စံလေးတွေတွားထည့်ထားတယ်အစုရှယ်ယာတစ်စုတော့2စုတော့3စုတော့အခုနိုင်ငံမတော်ခင်က
အဲဒီရိတ်ခင်းမဖြစ်ခင်อ่ะပေါ့အခုမြန်ဦးဘက်မှာနေလိုက်သေးတာကိုနေလိုက်တော့အဲ့ဒီအိမ်ဘေးကလူကစစ်သားကြီးကဟာတဲ့ဘိုးဆိုးတယ်ဘလို့ကောင်းလာတယ်ကျွန်တော်ဘလို့ထက်လာတယ်အစုရှေ့ကကျွန်တော်ဟို၄စု၅စုဝယ်လာတယ်စုရှေ့ကသူအဲ့ဒီချိန်တော့ကွာဗမာငွေ100နေရာပဲရှိ100နေရာတော်ဈေးကြီးနေပြီကြည့်ရမလားဟိုဘာပြောင်းလဲဆိုတော့လပိတစ်ခွက်မှာတစ်ချက်တော့မပြီးသေးဘူးထင်တယ်အဲ့ဒီခါလာမှာဆိုတော့မင်း100နေရာလည်းတော့များတာဟုတ်ကကျွန်တော်ဘလို့ဝယ်ထားမှာကောင်းပါတော့ဟိုလည်းမသိဘူးရေးခဲ့တဲ့ပြုတ်ကသူ့ဝင်ငါတော့ကာကွယ်ပေးရတယ်ဟိုစစ်သားဆိုဝိုင်းတက်ကြလို့ကမ္မမီဒီကိုစနီကကာတာဒီမှာအဲ့ဒီကိုစနီကြောင့်တော့ပြောပြအောင်ပဲသူ့ကြောင့်လေဟောတရားလေးတွေပေါ့အဲ့ဒါလေဘိုးချုပ်ခင်ကျသမီးနဲ့ပတ်သက်တယ်ကျမတော့အကူကလည်းစုံနေဆက်တယ်အော်ဂစင်းကြောင်းတော့ဒီစိတ်ကြောင်းတော့ဒီအဲ့တော့ခုနပြောတဲ့စကားပဲရောက်သွားအဲ့ဒါလေဆိုဒီငွေတွေဟာတမလို့သာဦးကြီးနေရဲ့သူတို့ရဲ့ဘဝတွေတွေးတွေချွေတွေပြီးရရှိရတဲ့ငွေအဲ့ဒီငွေတွေကဒေါ်လာတန်းနဲ့ရအဲ့ဒီကိကတန်းနဲ့ရနော်အခုကိကတန်း1000လောက်တောင်ရှိမှတင်တယ်တော့ထည့်လိုက်တာလူထည့်တာလေညွန်ချုပ်ကဘုံမှုချုပ်ဝင်လိုက်အဲ့သူသားလောက်တဲ့ခိုင်တော့သူသားကိုပေးတာအဲ့သူသားအဲ့မှာစင်ကာပူကုမ္ပဏီဖွဲ့ပြီးအဲ့ကောက်ထည့်လိုက်တယ်ဟုတ်ပြီโอเคအခုမမပြီပါအင်တာနက်ကေဘယ်ရပြီအခုโอเคပြီအဲ့ဒီလမ်းကနေအင်တာနက် signal တွေလွှင့်ပြီပါ station တွေထောင်းပါညာဟိုပထမ taxi လက်ထက်ကရရှိထားတဲ့ infrastructure တွေ basic infrastructure တွေရှိနေโอเคပါတို့တွေပိုင်ပြီအခုတို့အမျိုးတွေယနေ့အခုမြင်နေရသူတို့ကျေးဇူးတွေဒါဥပိုင်ကျေးဇူးပဲပထမ taxi ကျေးဇူးဒုတိယဥပိုင်ကျေးဇူး whatever ဟုတ်တယ်မလားအဲ့တော့ဒါပေမဲ့ပြဿနာကဥပိုင်ကဟုတ်လားပြောသလိုလုံးလုံးမရဘူးဒေါ်လာလည်း3ပိုင်းမရှိဘူး sanction လည်းမိနေတယ်အဲ့တော့သူ့သားနာမည်ခံပြီးတော့သူအဲ့မကုမ္ပဏီထောင်ဒါပေမဲ့သူ့သားလည်းဘယ်လုံးမလဲကွာကြည့်မလားအဲ့တော့ဘာလုပ်လဲဆိုအဲ့ကုမ္ပဏီထောင်ပြီးနောက်ပိုင်းမှာသူ့တငယ်ချင်းဖြစ်တဲ့အဲ့ဒီသခိုးမှအဲ့ဒီလူချတယ်ခလာတော့ရက်ဆက်တာတော့ရက်ဆက်တာနင်းအဲ့ဒါဒီချက်လက်တာမှန်တယ်မှန်မယ်လို့အခုယူဆတယ်အခုရဲ့အတွေ့အကြုံနဲ့မင်းရတယ်ကွယ်ပါဇယ်လိုတို့ဘာလို့ခိုးလဲဆိုတာ nothing ဖြစ်သွားပြီမင်းရတယ်အကြီးကြောက်စရာကြီးဒီရုပ်စာကြီးอ่ะအဲ့ဒါကိုတကယ်ကြီးရဲ့မင်းကိုငါငယ်စဉ်လေးရတယ်သိတယ်ငါတို့အတိုင်းဝဲမှာလည်းမင်းကြီးပြင်းလာတယ်မင်းမိဘများလည်းငါသိတယ်ငါလည်းမင်းကိုကုညီထောက်ပံ့တာတကယ်ကြီးရောမင်းလည်းရပိုင်ကိုယ်နေငါလုပ်ပေးထားတယ်အဲ့တော့ဒါတိုင်းပြည်အတွက်လည်းဖြစ်တယ်အများကျိုးလည်းဖြစ်တယ်ဘယ်လိုပဲမဆိုမင်းအပြင်ကူငါဘိုးချုပ်သားဖြစ်နေတယ်ငါကုညီကွာဟာဒါလေးတော့လုပ်ပေးပါငါမင်းနာမည်နဲ့လွှဲပြောင်းပေးမယ်မင်းမဟုတ်တာတော့မလုပ်ပါနဲ့တကယ်ကြီးရဲ့တည့်မှာကျေးဇူးပြုရဒါတို့တိုင်းပြည်အတွက်အသက်သွေးကြောပါပဲတို့တိုင်းပြည်ကြီးဝတိုးတက်ဖို့အတွက်ဘာညာဟုတ်ကလည်းစကားလေးလုံးကိုအောင်မပြောဘူးလို့သတိထားမိလားမင်းတို့အခုမှအဲ့ဆမိုင်းရတာဟောင်းဝါဒီကောင်မှမီးပွိုက်မမြင်ဘူးဘာချွေးကားနဲ့ထမင်းမစားဘူးတဲ့ဖေးတရားလုံးမှကြောပါအဲစောက်ကြီးစောက်ကြတွေပြောခိုးရရတယ်သူလည်းသိတယ်အဲ့တော့ဘာပြောလဲဆိုဘာလို့လုပ်လဲမီဒီယာတွေမင်းဘာလို့မပါဘူးလေကျွန်တော်တို့လုပ်တဲ့လောက်ကတဲ့အသက်ရှူတိုင်းဆက်ရတဲ့လုပ်ပါဖေးတရားလုံးမှပြည့်မှာအမှန်ကတော့တမတော်သားတိုင်းအသက်ရှူတိုင်းရရှိမယ်အကျိုးများတမတော်သားအလုံးကိုဝိုက်သွားတမတော်ကြီးတစ်ခုလုံးမှဝိုက်တာဒါတွေကိုယနေ့မင်းအောင်လိုက်ရှင်းနေတဲ့သမဏကြီးမင်းတို့အဲ့ဒါကိုလည်းမင်းတို့သိစေချင်တာဟုတ်ပြီလားဒီကောင်မလေးလည်းမလွတ်ပါဘူးမေကနာပါကွာအချိန်ငါပြောနေအချိန်ငါခက်ခဏပြောနေ the times will fucking tell လာမယ်မင်းတို့ကြည့်အဲ့တော့တကယ်ကြီးဟိုကဖြောင်းပြပြောတယ်ဝင်းထွေးနိုင်โอเคဆိုပြီးဟိုကစိတ်ကြပါတကယ်ကြီးမို့စော်ထဲသူ့နာမည်နဲ့လွှဲပြီးလိုက်တာဗျာအဲ့ဒီ company တခုကိုဟာငါအော်ဝင်းထွေးလိုက်ငါအော်ကြည့်မထားပါတော့ကွယ်အဲ့တော့ तू ကအဲ့ဒီ company ကိုရသွားပြီ
ကိုချေကိုလည်းဖြစ်ပြီသူတို့ဗမာပြည်မှာဘာလိမ့်ဆိုလည်းမသိ company မှာထောင်လိုက်တယ်လို့သတိထားမိလားမသိဘူးငါတော့ဗမာပြည်မရှိတော့တေချာမသိဘူးမင်းတို့သိကြမှာတသက်စာအသက်ရှူတိုင်းဝင်ရမယ့်အခွင့်အရေးကိုသူတို့ရရှိသွားတယ်ဟာမိဘငါပြဒါစီဝိုင်းလောက်တာလည်းမဟုတ်ဘူး sorry ဘယ်လိုခေါ်မလဲအကျိုးလို့စီဝါလည်းမဟုတ်ဘူးဒီဥစ္စာယုံကြည်လို့ပေးတာဆိုလိုတာကဒုတိယရဲ့ဘဝလည်းမဟုတ်ဘူးဒါတိုင်းပြည်တစ်ခုလုံးရဲ့ဘဝကြီးတိုင်းပြည်တစ်ခုလုံးရဲ့အနာဂတ်ကြီးတိုင်းပြည်တစ်ခုလုံးရဲ့သွေးချွေးတွေနဲ့ရရှိလာတဲ့ပတ်စံတွေကိုစုပြီးတော့ဒီကုမ္ပဏီထောင်ဒီရင်းနှီးမြှုပ်နှံမှုကြီးလုပ်ပြီးတော့အဲ့ဒီပိုင်ဆိုင်မှုကိုထုတ်ကန်နိုင်အာဏာသိမ်းအစိုးရဖြစ်သည့်အတွက် legitimacy မရှိတဲ့အတွက်အဲ့ဒါလည်းနောက်ပြောတယ်အခုထပ်ရေးလိုက်သေးတယ်အရန်ဝမ်းနေဖို့ကောင်းလားအဲ့တော့ legitimacy ဆိုဘာလဲကိုယ်နိုင်ငံဘာမှမထွက်ဘူးကိုယ်နိုင်ငံလက်တကွန်ကြာပဲထွက်တယ်လက်တကွန်ကြာတော့အမေကြီးတတ်ပြမထွက်ဘူးအဲ့ဒီအမေကြီးကိုလုံးနေကြဗမာမတွေတနာပါတယ်ကြောက်ပါလေဆိုတော့အဲ့ဒီလက်တကွန်ညာဒီအဲ့ဒီအောက်တန်းသားတွေဘာလို့ပြလိုက်တာလဲဖြစ်စီပြလိုက်တာရုပ်မာလိုက်ကြတာတကယ်ကြီးဆိုပေးလိုက်တာပေါ့ကွယ် तू ကအင်္ဂလန်မှာနေမယ်သို့မဟုတ်အင်္ဂလန် तू status ပြောင်းထားမယ်အင်္ဂလန်မှာဟိုပိန်မဲကြီးလို့နိုင်ငံသားမဖြစ်တော့မှ alien pass ပေါ့ကွာအမြဲတမ်းပေါ့ permanent resident ပေါ့ကွာရထားမယ်ကွာဆိုတော့ဒီစာဗမာစာနဲ့မှာ permanent resident ရထားတယ်ဆိုရင်မြင့်တက်တဲ့နိုင်ငံသွားတယ်အခုခဏပြောတယ်အခုဘန်ကောက်မှာဆွေဒင်တန်ယုံကိုပတ်တင်လိုက်တာဘာမှမဟုတ်ဘူးတော့သုံးပတ်နဲ့အခုဗမာစာအုပ်ထဲမှာထုပေးလိုက်တာဗါလဲတလုံးနေတဲ့ဝင်ဆွေဒင်ကဘယ်မှမသိသေးဘူးအခုယိုရီးယားမှာလည်းဘန်ကောက်မှာလည်းရထားတာအခုခဏပြောဘူးလေအခုကအဲ့လိုရထားခဲ့တာဒါဘာမှမဟုတ်ဘာ background တွေရတာလဲမင်းနိုင်ငံကြီးနောက်ခံပါတယ်မှန်တယ်နောက်တစ်ချက်ကပါတယ်ဆိုအဲ့ဒီအမျိုးတယောက်ရှိတယ်သူထောက်ခံရတယ်ပါတယ်ဒါပေမဲ့နောက်ပိုင်းကိုပြဿနာကြီးတက်ကုန်အဲ့တော့စတိစောက်ပြေလာပြောငါသူ့ကြောင့်ပါနေဆိုစောက်ရင်းမှလီးပဲသွားတယ်မယူဆိုပြီးတော့လှုပ်လိုက်တယ်အခုဗီဇာကို revoke လုပ်လိုက်တယ် permanent resident ကိုလုပ်ပြလိုက်တယ်လုပ်ပေါ့အခုတွေမဟုတ်ကျန်တဲ့4 ယောက်3 ယောက်4 ယောက်လုံးဆော်ထဲအဲ့ဒါကပြန်ပဲဟိုကလည်းမာနာကြီးတယ်ဟိုကရောပါပါအခုလည်းရောက်ဘူးတယ်ဟိုကတကြီးမို့ဒါအခုဖြတ်ပြောပြတာစိတ်ရမဝင်သားဘူးတည်မှာအခုပြန်မယ်ပေါ့ဘာညာနဲ့လှုပ်တော့ဟာအစိုးရမပြန်ပါနဲ့ဘာညာဆိုလို့သူတို့အတင်းလှုပ်ပြီးရှေ့နေပိုင်းငါပြီးလှုပ်တယ်နဲ့နောက်ထပ်6လကြာမှအခုpermanent resident အခုနာမည်နဲ့ထိုက်ရအရင်ကကိုယ်နာမည်ပါလေအခုကတော့အခုကိုယ်ပိုင်ဖြစ်သွားတာပေါ့ဒါလည်းကျုံလို့ပြဟိုအရန်ခက်တယ်နော်တိတ်တော့လော်လေးမဟုတ်ဘူးသိရမလားအဲ့တော့ revoke လုပ်ခံခဲ့ရဘူးတဲ့အခုကအဲ့တော့သူတို့တွေလည်းဘယ်လိုရထားကြတယ်တော့မသိဘူးပေါ့နော်အင်္ဂလန်မှာနေတော့ resident permanent ဘာညာရမောင်းကြောင်းတဲ့ကွီကွာဒါဖက်ပြောနေတာအခုအတွေ့အကြုံလေးနဲ့အမှန်ကန်ထောက်ပြတာဆိုတော့တကယ်ကြီးယုံပြီးတော့ပေးပလိုက်တာဟိုကောအဲ့ဒီမှာဒါပဲဆိုပြီးတော့လင်မယားညောက်ပေါင်းဝိုက်ပြလိုက်တာဗျာဟာအဲ့ဒီဟာဒီဇလန်တစ်ခုလုံးရဲ့ climax ပဲတိုင်းပြည်တော့ဝိုက်ပြလိုက်တာမင်းက तू ဝိုက်တာပူဆိုးတာဗောမင်းကလေအိုးကောင်မတွေလိန်နေဟိုပိန်မဲညစ်တို့ဘာလို့ညာလို့ဆိုအဝေးအကိုင်းကြီးမှာလားသူတို့တွေများကြောက်စရာကြီးသူတို့ဝိုက်ပြလိုက်တာအဲ့တော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘသူကဘာဖြစ်သွားလဲသိလားအဲ့ဒီဘုံမှုချုပ်ဝင်းလိုက်ရာထူးကပြုတ်ပြီးတော့ဥပိုင်ညွန့်ချုပ်ကရာထူးပြုတ်သွားတယ်သူတာဝင်းထွေးလိုက်ရတယ်စင်ကာပူကနေဗမာပြည်ကိုဆက်လင်းကားနေမပြန်ရဲတော့အဲ့တော့ဒီဇလန်ကနောက်ပိုင်းကျတော့ဗာဖြစ်တယ်ဆိုဟာဗမာပြည်လုံးကဒီဖာတယ်မကြီးသခိုးမကြီးဖေလိုးမကြီးကြောပါရဲ့ငါလည်းပြောမိပြီငါပါးထွက်ပြီ sorry နော်အဲ့ဒီ father faga ကြီး father faga မကြီးတိုင်းပြည်ကိုကြွားတော့ဟာတိုင်းပြည်ကလိတ်ခံနေဟောတရေမကြီးဆိုပြီးတော့ကြည့်ပါငါတို့တိုင်းပြည်လူတွေကလည်းအကြောင်းအရာတစ်ခုဖြစ်ရင်လိုက်လုံးကြ share ကြယုံရန်ကြီးကွယ်ငါတို့တွေမလုံနဲ့မင်းတို့မကြိုက်ဘူးမလား
neglect လုပ်ပါ neglect လုပ်ပါမဟုတ်ဝိုင်းလုပ်ကြအဲ့မှာဟိုကောင်မလေးစောက်ပွေနေမြင့်အိမ်ထဲကတော့မထွက်ရင်လို့အိမ်ထဲမှာလက်အိတ်တွေပဲစုပ်ပြီးချက်ကြပြုတ်ကြပါညာသူ့သမီးရဲ့ရီးသားပေါ်တက်ခွာပြပါရုံရည်ကွယ်တိတာလေဘာတိတာလဲပုံမှန်မျိုးရိုးစင်စစ်ချမ်းသာလာတာမဟုတ်ဘူးရုတ်တရက်ခိုးစားဖြတ်အုပ်သူများရဲ့မျက်ရည်အပူစာတွေကိုစားနေဒါကြောင့်သူတို့ဘလောက်ဝိဝိအဲ့ဒီကောင်မများဘယ်လိုမှကိုအယောင်မထွက်တာလူတော်တယ်လည်းမတူတာငါကြီးတို့ကြည့်ရင်တိတာတယ်ပုံမှန်ကိုယ့်ရဲ့ငွေကြီးနဲ့မှန်မှန်ကန်ကန်ရရှိတဲ့ပတ်စံဟာအမြဲတမ်းလူတော်တို့တဲ့အမြဲတမ်းဝင်းပနေတယ်ဒီယူကြီးကိုမှန်မှန်ကန်ကန်နေလေကိုချွေးရတာကိုရက်တည်ရတယ်လီပဲအားလုံးကြော့ပါဟာလူဆောက်စမ်းလူဆောက်စမ်းကြမလို့တကြက်ပဲရနှစ်ကြက်ပဲလောကမှာအရေးကြီးဆုံးအဲ့ဒီချက်ထောက်ပြတာမင်းတို့မချမ်းသာခြင်းနဲ့မမှန်ကန်တဲ့နီးနဲ့မမှန်ကန်တဲ့နီးနဲ့မင်းတို့ဘယ်တော့မှပတ်စံမရခြင်းနဲ့မှန်ကန်တဲ့ပတ်စံတကြက်ဟာမင်းတို့ဘဝအတွက်အမတန်ကိုတန်မိုးရှိပြီးတော့မဖို့နိဗ္ဗာန်မှာရောက်တယ်မင်းတို့ဖျားရှိခိုးနေကြအောင်မလို့ငါဘရောဖျားမရှိဘူးငါဖျားစီမရှိဘူးငါရဲ့စိတ်ရင်းတိုင်းပြောတာနှလုံးသားထဲမှာမှန်ကန်တဲ့အကြောင်းအရာထဲတာမှန်ကန်အောင်နေလူဆိုတာဒေါသမောဟလောဘတွေရှိတယ်ဒါပေမဲ့ချို့ရတယ်မလုပ်သင့်ဘူးမလုပ်အောင်ဒါတိုင်းပြီးတပီလုံးနဲ့သက်ဆိုင်တာဆော်ထဲတာအဲ့တော့နိုင်ငံတော်ပတ်စံဥပိုင်ပတ်စံတပ်မတော်သားတွေရဲ့သွေးချွေးပိုက်ဆံတွေကိုခိုးယူထားတဲ့အတွေ့ဒီမိသားစုကဘယ်လိုပဲဝေစားပြနေလဲအယောင်မထွက်လူမွေးမပြောင်းဟုတ်လားတောက်ပခြင်းမရှိလူတော်မတိုးရဲသူစက္ကန့်တိုင်းမိနစ်တိုင်းမှာလေနေ့စဉ်အပူမီးတွေနဲ့တောက်လောင်ခံနေရပြီဒါစီမြေးစစ်ဒီပူမီးတွေနဲ့ဝီကြီးဝင့်ငယ်ဝီကြီးဝင့်ငယ်ငရဲတော်တွေကိုလေစက္ကန့်တိုင်းမိနစ်တိုင်းခံနေကြရမှာဖြစ်ပြီးအေးချမ်းငြိမ်းအေးသောဘဝကိုလည်းမြည်သည့်အခါမှပိုင်ဆိုင်ကြမည်မဟုတ်ပါလေတော့တည်းရတာပိတ်တွေဒါလို့မခေါ်နဲ့စိတ်ထဲမှာပဲထားအဲ့တော့ဒီနေရာမှာအကူကမျက်မျက်တတအမှန်သောအချက်တစ်ချက်ကိုထောက်ပြခြင်းပါတယ်လို့နိုင်ငံသည်လို့တရားဝင် legitimacy မဖြစ်ရှင်းကြောင့်သဟိုးလက်ကသဝက်လူတယ်ဆိုတဲ့စကားလုံးအခုထည့်ရေးပါတယ်ဒါလည်းညင်းမရတဲ့ကိစ္စဟုတ်ပြီလားအဲ့ဒါလေးဖြစ်ပြီးပြီပါလို့ဒီကြောင့်လေထို့အချိန်ခါအခွင့်အရေးတွေယူပြီးတော့တေစားလို့ထူကုမ္ပဏီဘာညာတို့ချမ်းသာသွားတာမင်းတို့လည်းသိတယ်လူတွေမောင်ချောင်းတို့ဘာလို့အကွီကွာတွေအများကြီးပဲအခုဘာပွင့်လာလဲအင်းဝါတို့ဘာညာအကွီကွာတွေအကုန်သခိုးတွေပါသခိုးတွေတဲ့ကိုတိုင်းပြည်ရဲ့တရားစရာတွေမြေရင်းမြေပေါ်မြေအောက်အကုန်လုံးခုတ်ထွင်းရှင်းနေခုတ်ပြတ်ပြီးတော့ဒီသားဆိုရင်သူကျွန်တော်လည်းပြန်ရှင်းပြီးတော့အဲ့ဒါကြီးနောက်လိုက်ရပါတယ်တားရင်ခုတ်ပြီးရှောက်ပြီးမတရားလေးဝယ်အစိုးရကလည်းဘုံတိုင်းနဲ့ဖြစ်သူတို့ကလည်းခွင့်ရေးတွေဝင်ယူဘာညာပေါ့မြစ်ဒီခွေးကြီးနောက်ဆုံးကျအခုတေသာပိုင်တဲ့ချံဘသူဝယ်သွားတယ်တရားရဲဝယ်ပလိုက်တာတို့တိုင်းပြည်အဲ့လိုသွားနေတို့တိုင်းပြည် technology မရှိဘာမှမရှိဘူးခုနပြောတဲ့လက်တကုန်းညာအမဲတွေပဲရှိအဲ့အမဲတွေမလို့မင်းတို့လုံနေရအယောင်ဝမ်းနေမကောင်းအဲ့ဒီတိုင်းပြည်ကိုငါတို့ကအခုအစ်စ်ပြန်လဲ reform ပြန်လုပ်နေပြီဘုရားမူကြီးမင်းအောင်လိုက်သမ္မာကြီးမင်းအောင်လိုက်အဲ့တော့ तू ဒီအကြောင်းကြီးသူသိတယ်ငါသိရင်တော့ तू သိမှာပေါ့ကွာဟုတ်ပြီလား तू လည်းမညံ့ပါဘူးအဲ့ तू ပြန်ပြီး reform လုပ်တယ်အခုဟိုကောင်မတွေသခိုးနေမြဂွမ်းသွားတာစနက်တစ်ခုတော့ပါမယ်အစိုးရပုံစံတစ်မျိုးနဲ့လှည့်နေတယ်အဲ့တို့အိမ်ကထွက်ပြေးရတယ်တို့ဘာလို့ညာလို့အိမ်အကျွေးမပေးနိုင်ဘူးပါသူပုံမှန်ပြီးနေရမှာလေသူ18သန်းမဲ့ဝယ်18သန်းမဲ့ဝယ်လေမင်းမြေမပိုင်ဘူးလေမင်းမင်းရေဖို့မိဖို့နေဖို့ဘာညာသူဆိုတဲ့တဲ့ကဒီမိဥရောပမှာကနေ26နေငါသိတာပေါ့ငါတစ်လုံးအိမ်မဝယ်ဘူးတစ်လုံးဝယ်ဘူးမင်းအခါတစ်ခါဝယ်လဲပေးရမငွေငါတကယ်ကြီးငါစတော်ဟုံးသွားတိုင်း
လေစိတ်နာမှာငါတင်နေနေတာငါအမြဲတမ်းကားလေးသူတို့ကားသုံးရှိတယ်ငါပြောတယ်တက်ဆီထောင်တာနိုင်ငံသားတော့ဗမာမဟုတ်ဘူးငါပြောတယ်ညီရခိုးလို့ပဲပတ်သက်ဘရောမရှိဘူးငါကလေစိတ်တွေကလေအရက်တွေဝယ်သွားတယ်ဟိုရောက်လေသူတို့အိမ်သားစတိုးဆိုင်သွားပြီးတော့ငါအစားအသောက်တွေဝယ်ပြီးသူ့ကလေးတွေငါချက်ကျွေးရတယ်ငါချက်ကျွေးတော့သူတို့ကြိုက်တယ်ငါလည်းသဘောကျတယ်အကူကတော့မိမကြီးအခုမိမကကောင်းပါငါချက်ကျွေးမှာစပိန်လိုလာမလားဆွီဒင်လိုလာမလားပမာလိုလာမလားရတယ်အကူရတယ်ပန်းလေးခေါက်သွင်းစားအောင်မလားရတယ်အကူရတယ် West တူလားအကူရတယ်ဒါကြားရအကြောင်းချဝဲတာဆိုတော့အခုအဲ့ဒါကိုတတိုင်းမြောင်းနေကြိုးစားနေတယ်လုပ်နေတယ်မင်းတို့အားပေးရမယ်သူသိရဒီဇာတ်လမ်းကြီးအဲ့တော့ legitimacy ပြအောင်မလုပ်ရဒေါ်စုကရွှေ့ပြောင်းပြီးတယ်နောက်ဆုံးကရုပ်စာဆုံးငါထည့်ပြောလိုက်မှဒီစကားထဲမှာထွီးထွန်းရင်ထိုးတယ်ပြောလို့တော့မကောင်းပါဘူးအဲ့ဒီ object မှာဘာလုပ်ပေးလဲအဲ့နိုင်ငံကြည့်နေလုပ်ပေးတာသူ့3နှစ်ထောင်ချပလိုက်တာမင်းရတယ်အမေရိကန်နဲ့ပြဿနာမတက်ချင်ဘူးဖာတီယာမလေးကံကောင်းသွားတာဒါပေမဲ့66ခါဂါကြီးနဲ့သူကလည်းအေးတင်ကထပ်ပြီးတော့ပါထပ်လီတာအဲ့ဂျုံပြတ်သွားတာနော်အေးတင်ကိုစောင်းချီကျူးတော့တာဒီမိမမလီဒီမိမမျိုးမမိမမြတ်မရိယာကင်းစရီမရီတာမူလာတော်လေးဝါတယ်မှာတော်လေးဝါတယ်မိမဒီမိမတော်တာဝါမင်းဒါမင်းနိုင်ငံတနိုင်ငံလုံးကသူ့ထင်တယ်မလို့သူ့တနိုင်ငံလုံးတော့ကိုလေသူ့တနိုင်ငံလုံးကစောင့်မိကနေမသိဘူးဟဲ့ဒါလေးကအခုမနေ့ကပြော status ကွာအခုပြောနေတိန်းတယ်မျိုးဟိုမိမကြီး status မသိတာကို status ကိုသိစမ်းမှာ what the fuck မင်းအတက်တွေလည်းကြီးကုန်ကြပြီသိရမလားကိုဘာလုပ်နိုင်တာလေလုပ်နိုင်တော့ပဲပြလေမတရားကြီးဟိုဘနာနာဘာ status မှမရှိတော့အတင်းဝိုင်းမြောက်ပြီဟောစောက်ဘောရီကထောက်ခံနေစောက်ဘောကိုစောက်ဘောရီငါပြောမကောင်းစစ်ငါတို့ကတချီးနေနားတော့လာရင်မှာငါတို့ဟိုဘာခေါ်လဲ CD ခင်မှာဗမာတချီးနေမှာတီးဥဆောင်လာအိုးမင်းသမီးရတနာခင်အိုးသဘောကျတာချစ်တာသူ့အများဆိုသိမှာအရင်သဘောကျသူ့အိမ်တော်မကြသေးစိတ်ကူးထဲမှာပေါ့လေဒါမမှန်ကန်ပြောတာဟိုထိုးရတာပေါ့အော်ရဲကြိုက်တယ်ယနေ့ဒီသူ့ချစ်တယ်တကယ်ချစ်တယ်ဒီဆောင်လေးကောင်းတယ်ဗျာတရှင်းဆိုလေးကောင်းတယ်လုံးဝသူ့ဆိုဘာမျိုးရိုးမှမရှိဘူးတော့ထိုးနေတာပေါ့ဘာမျိုးရိုးမှမရှိဘူးအကိုထင်တာအကိုတော့မျိုးရိုးရှိတယ်ဘာကြီးမောင်ရွှေမြိုင်မောင်ပေါ့ဘာကြီးမောင်သားတယ်လည်းဂီတာတီးသိပ်တော်တာအကိုတို့လည်းဂီတာတီးလာတာဒါပေမဲ့မထွန်းကားဘူးမထွန်းပဘူးဒီဘက်ကိုအကိုတို့မလိုက်ခဲ့ professional မဖြစ်ဘူးအကိုတို့တေးဂီတာဘက်မှာခုနပြောကိုနေဝင်းလည်းတီးတယ်မိုးကျော်လည်းတီးတယ်ကိုဆောင်းဆိုရှိသေးတယ်သူကိုဆိုင်လို့ခေါ်တယ်အဲ့ဒီတော့ကဗာလဲတရားပြရဲ့အဲ့ဒီလက်ဖိတ်တိုင်းမှာသူရှိတယ်ဗာလဲအဲ့လက်ဖိတ်တိုင်းကနာမည်မိတော့တယ်မင်းတို့သိတယ်အဲ့ဓာပြရဲ့ကိုဝင်းတော့ဆေးချက်စုဘာသာအများကိုလို့ပေါ့ကိုရစ်ချက်တီးတယ်ဘသူတီးတယ်ဘာညာပေါ့အကုန်လုံးသူတို့ဖေးနာမှာဒါပေမဲ့အခုတော့မဖြစ်ခဲ့ဘူးစိတ်ဝင်စားဟိုအာရိုလိုင်းတိုင်းနဲ့အခုနိုင်ကြအခုကအဲ့အချိန်မှာစိတ်ကူးလာပါတယ်ဆိုဟာဟီသရိုးလေးစိမ့်မှာညနေစာစားပြီးမနေ့မိုးလေးတော့Eiffel Tower ကြီးကိုသွားကြည့်မယ် Eiffel Tower ကြီးသွားကြည့်မယ်အဲ့ဒီဟိုဘာခေါ်မလဲဝတ္ထုတွေပေါ့အထောက်တော်လာအောင်ဘာသာပြန်ခဲ့တဲ့ဝတ္ထုတွေအခုပြောပြီးတော့ Peter Benchley ရဲ့ Jaw အဲ့ဒါဘသူသေးကိုမှကျင်သိငတေ Carpet Bagger ဒီဝတ္ထုတွေဖတ်ပြီးတော့အခုတို့ကလုံးဝစိတ်ကူးတွေရင် dreaming နေအဲ့လိုရှင်းတာဟိုတိတ်ပြီးတော့ဗမာပြည်အတွင်းကလူတွေကိုသိတော်လဲပဲတိတ်တန်ဖိုးတွေမထားခဲ့ဘူးဒါရိုးသားစွာပြောတာအဲ့ဒီတော့မှအပဒံတန်မိုးရှိတဲ့မိုးကျော်တို့ခိုင်ထူးတို့ဟဲ့လားနောက်ပြီးတော့ကိုမမောင်တို့ကိုဆိုင်တို့ကိုရစ်ချက်တို့ယာပြေးတို့အမှန်တော်တဲ့လူတွေပါသူတို့တွေအမှန်လေးစားကိုလင်းဝင်းနဲ့အမှန်လေးစားစရာကောင်းတဲ့လူဟာသရှင်းမစိုးတတ်တခုပါပဲเนาะဒါလေးတော့ထက်ထက်ပြောမယ်ကိုစိတ်မစိုးနဲ့ဆိုတော့
ဒီတိုင်းဝိုင်းဟိုကြော်ကြီးရဲ့ညီဗါလဲလူစိုးလုပ်တယ်ကွာရုပ်ရှင်ထဲမှာသူတို့တွေပဲနဲ့အခုကြုံခဲ့သေးတယ်ကြော်ကြီးရတဲ့အချိန်တော့ဆိုင်ကြီးတကားကားနဲ့400ကြီးနဲ့အခုမှတ်မိတယ်အဲ့ကြောင့်လေပြောမကောင်းလို့ပြောတာသိရမလားထားပါတော့အခုအရမ်းမိရနော်ရှိမိနောက်ဝင်ဆိုတော့အခုတို့ကကိုမတက်ကြွဘူးကိုလက်ခံတယ်တက်ကြွနေအခုပြောတယ်ဟဲ့လားရနာကီဆိုတဲ့သေဥဆောင်တော်တာလိုက်တာချစ်ချကောင်းတာဘာညာပေါ့ထွေးတာချင်းဆိုတာကောင်းတာချိန်ပါတယ်အခုအရာသဘောကြတာအလေးပြန် series အခုဆိုခဲ့တဲ့ချင်းဒီယနေ့ဒီမမေ့ဘူးအခုတကယ်ချင်းအမယနေ့ဒီသူကြီးအခုအကောင့်သူမသိလို့ဖြစ်နေမယ်သိရမလားအခုအကောင့်သိသူပြေးလာမှာတဲ့ဗရက်ချိုးကောင်းနေအဲ့ဒီမှာလေဆိုတော့ပြောချင်တာပါလေဆိုသူတို့တွေကအဲ့ဒီခေတ်မှာအဲ့ဒီအချိန်ခါမှာတူတိုင်းပြည်ကိုသူတို့တက်ဆွမ်းသောပညာတွေနဲ့မြင့်တင်ခဲ့တယ်တို့လူမျိုးတွေဟာသူတို့ရဲ့အနုပညာအစစ်တွေအောက်မှာလူဖြစ်ခဲ့ကြတယ်မင်းဘာမှမပြောနဲ့မင်းမငင်းနဲ့အဲ့ဒါဟုတ်ပြီလားအခုလိုလူချင်းအခုတော့အတုတွေမဟုတ်ဘူးအခုလိုဖင်ဖို့ခေါင်းဖို့နှိုကြီးတွေဖို့မဟုတ်ဘူးအဲ့ဒါကြီးမင်းတို့လေငါပြောရင်အများကြီးပြောမှာနိုင်နဲ့ချီပြောမှာကအဲ့တော့ငါဟို44မိနစ်45မိနစ်ရှစ်တမှာပဲအဲ့တော့အခုပြောဒီနေ့ပြောတဲ့အကြောင်းပါလေအပူစားတွေမစားပါနဲ့အမျိုးတွေအကိုလည်းမစားပါဘူးရှောင်ပါတယ်လောကဒေါသတွေမောဟတွေလူဆိုတာတခဏတာမနေ့ကရွတ်တဲ့သမုတ်တရားချက်ခဏတည်းရေပတ်ပါမှာခဏလေးဒူတွေသိရှင်ဒူတွေ peacefully lovely တဲ့ရောချစ်ကြပါလားအချစ်တွေပြီးကြပါလားဟင်းတို့လေအချစ်တွေပြီးပါလားဟင်းဒီတိုင်းပဲဒူတွေတည်သွားလိုက်ကြမယ်လေဘာလို့အမုန်းတရားတွေနဲ့တည်ကျင်တာလဲအခုလည်းဒါပြောတော့အမုန်းတရားမဟုတ်တော့အမှန်တရားကိုချပြတာဒါပေမဲ့ဒီလူတွေကဘလောက်ပဲပြောမရပါဘူးသူတို့ကဘလို့ဖြစ်သွားပြီလဲဆိုတော့တစီရဲ့ဟိုတရေမဟုတ်တစီတဘက်တွေဖြစ်သွားပြီမင်းဘလောက်တရားချက်ကြမယ်လားငါမက်တာဖို့တာလူဒန်းစားလို့ပြောတာဟဲ့တော့ဘိုင်